AI ကိုသုံးပြီးတော့ဗီဒီယိုတွေကိုဖန်တီးကြည့်ပေမဲ့ဘယ်ကနေစပြီးတော့ဖန်တီးရမသိဘူးဖြစ်နေတယ်။ဒီနေ့မှာတော့ AI ကိုသုံးပြီးတော့ဗီဒီယိုတွေကိုစိတ်ကြိုက်ဖန်တီးလို့ရနိုင်တဲ့ free AI တခုကျွန်တော်ရှာတွေ့ထားပါတယ်ခင်ဗျ။ကဲလို့ကိုက AI နဲ့ဗီဒီယိုလေးတွေဖန်တီးရတာစိတ်ဝင်စားရဆိုရင်တော့ဒီနေ့ဗီဒီယိုတွေကိုစောင့်ကြည့်သွားနော်။ကျွန်တော်တို့အရင်ဆုံး ChatGPT ဆိုပြီးတော့ Google Chrome ကနေရိုက်ရှာပေးလိုက်ပါနော်။ပြီးရင်ကျွန်တော် ChatGPT နဲ့ဝင်ပြရဖြစ်ပါတယ်။ ChatGPT ကိုရောက်ပြီဆိုရင်ကျွန်တော်တို့အကောင့်မဖွင့်ရသေးတဲ့အကောင့်လေးဝင်လိုက်ပါနော်။ပြီးရင်ကျွန်တော်တို့ဒီ ChatGPT ရဲ့ဒီ app တွေကိုသွားမယ်။ app တွေကကျွန်တော်တို့ဒီ GPTs ဆိုတဲ့ဟာလေးရှိရပါတော့အဲ့ထဲကိုကျွန်တော်ထပ်ပြီးတော့ဝင်ပေးလိုက်ပါဖြစ်ပါတယ်ခင်ဗျအဲ့ထဲကိုရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီမှာ search တစ်ခုတွေ့တယ်ပေါ့နော်ရှာလို့ရတဲ့နေရာလေးအမှာ mini research ဆိုတဲ့အရာလေးပေါ့နော်အကောင့်လေးကိုကျွန်တော်ရိုက်တဲ့ပုံစံတိုင်းလေးပဲတစ်ချက်ရိုက်ဆိုင်ကြည့်ပေးပါ mini rescue generator ပေါ့နော်ဒီကောင်လေးကိုကျွန်တော်ကဒီ icon လေးကိုထောက်ပေးလိုက်ပါပြီးရင်တော့ကျွန်တော်တို့ကဒီအချိန်လေးနဲ့တော့စောင့်ပြီးဆိုတာနဲ့ဒီမှာ structure ဆိုပြီးတော့ပေါ်လာတယ်ပေါ့နော် rating လေးကသူကသတ်မှတ်ပေးရဖြစ်တဲ့ကြောင့်မို့ကျွန်တော် structure လေးကိုနှိပ်ပေးလိုက်ပါခင်ဗျကန်တာတော့ဘာမှနှိပ်ချင်အောင်မလုပ်ဘူးပေါ့နော် structure မှာဆိုရင်တော့ကျွန်တော်တို့ဒီမှာဒီကျွန်တော်တို့ prompt တစ်ခုထည့်ရေးပေးရမှာပေါ့နော် prompt ကလည်းကျွန်တော်တို့ရှေ့ရေးဝေးရေးပေးကြမလို့ကျွန်တော်တို့ဒီမှာအဆင်ပြေတယ်ပေါ့နော် stat တဲ့ဒီ generate English and Myanmar ဆိုပြီးတော့ရိုက်ပေးလိုက်ပါနော်အဓိကတော့ကျွန်တော်တို့ဒီ English ကနေမြန်မာ prompts ကိုပြောင်းနေတာဖြစ်တဲ့ကြောင့်မို့သူ့ဒီလိုမျိုးရေးပြရပါကွာအခြားအဆင်ပြေတဲ့ prompt တွေရေးချင်တယ်ဆိုရင်လည်းရေးလို့ရပါတယ်ကျွန်တော်ကတော့ဒီမှာတော့လုံနည်းလေးပဲပြပြပေးတာဖြစ်တဲ့ကြောင့်မို့ကိုအဆင်ပြေသလိုထည့်ပြီးတော့သုံးလို့ရဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်တော့ကျွန်တော်တို့ဟိုသူကဒီ10 prompt ပေါ့နော် prompt 10ကိုထုတ်ပေးတယ်အဲ့ဒီကမှကိုကဘယ်တစ်ခုအသုံးပြုချင်တာလဲသူ့ကျွန်တော်နံပါတ်တစ်ခုချင်းစီကိုဂျိုင်းနေပြီးတော့ပြန်ပြောပြမှာဖြစ်ပါတယ်အရင်တော့ကျွန်တော်ကဒီအစမ်းလေ့ကျင့်ထားတာဖြစ်တဲ့ကြောင့်1တော့ပဲရိုက်ပေးလိုက်မယ်ဒီမှာဆိုရင်ကျွန်တော်တို့ image ထုတ်ဖို့အတွက် prompt ရောကျွန်တော်တို့ဒီ video ထုတ်ဖို့အတွက် prompt ရောတစ်ခါတည်းနှစ်ခုပေးထားတဲ့ကြောင့်မို့ကိုအဆင်ပြေတဲ့ prompt ကိုရွေးပြီးတော့ကျွန်တော်တို့က video ထုတ်လို့ရအောင်ဖြစ်ပါတယ်အရင်ဆုံးတော့ကျွန်တော်တို့မှာကကျွန်တော်တို့ video တန်းထုတ်လို့ရတဲ့ဒီ application မရှိတာဖြစ်တဲ့ကြောင့်ကျွန်တော်တို့က image တစ်ခုထုတ်အောင်ပဲပေါ့နော် image ကကြတော့ကျွန်တော် Gemini ကိုသွားပြီးတော့ image တွေထုတ်ပါမယ်ခေါင်းကကျွန်တော်တို့ဒီယူထားတဲ့ prompt တွေပေါ့နော် prompt ဟိုကျွန်တော်တို့ဒီမှာပေးချပေးမယ်ပြီး Nine Visual CCD site ဖြစ်မှာဖြစ်တော့ဒီကြောင့် Nine Visual CCD site ရွေးပေးလိုက်မယ်ပြီးရင်ကျွန်တော်တို့ကခဏလေးစောင့်ပေးလိုက်ပါနော်အချိန်ကြီးတော့နည်းနည်းလေးတော့ကြာပါမယ်ပုံမှန်ဆိုရင်တော့ဒီကျွန်တော်တို့ကဒီ credit နဲ့ဝယ်ထားတဲ့အကောင့်တွေရှိရဆိုရင်တော့ဒီကျွန်တော်တို့ဒီပေါ့နော်ဒီပုံထုတ်ကြတာမလို့ပေါ့ကျွန်တော်မှာက credit နဲ့ဝယ်ထားတာမရှိဘဲနဲ့ free account တွေဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ကအရင်ဆုံး generate သွားပြီးတော့လုပ်တာဖြစ်ပါတယ်ဒါဆိုရင်တော့ပုံလေးထွက်လာပါပြီပုံလေးထွက်ပြီးပြီဆိုတော့ကျွန်တော်တို့ video ဖန်တီးပါမယ်အဲကြောင့်မို့ကျွန်တော်တို့ဒီ Google Flow AI ပေါ့နော်ကျွန်တော်တို့ဒီ Google ကနေရှာပေးလိုက်ပါပြီးကျွန်တော်တို့ Flow တွေကိုရောက်ပြီဆိုတော့ဒီမှာကျွန်တော်ဒီအမှန်လေးတွေနှစ်ခုလုံးချစ်ပြီးတော့ next ကိုပဲနှိပ်ပေးလိုက်ပါခင်ဗျဒီမှာဆိုရင်တော့ကျွန်တော်တို့က continue ကိုနှိပ်ပေးရမယ် continue ကိုနှိပ်ပြီးဆိုရင်တော့ကျွန်တော် new project ကိုနှိပ်ရမယ်ဒီထဲမှာကကျွန်တော်မြန်မာလိုစကားပြောဗီဒီယိုတွေကိုလည်းစိတ်ကြထုတ်လို့ရအောင်ဖြစ်ပါတယ်အခုလက်ရှိရတော့ Flow ကတော့ free pay နေတာဖြစ်တဲ့ကြောင့်မို့ free pay တုံးလေးကိုကဗီဒီယို generate လုပ်ချင်တယ်ဆိုတော့ဒီထဲမှာတော့လုပ်ပေးပါRaster ကိုနှိပ်ပြီးဆိုတော့ကျွန်တော်တို့ကဗီဒီယိုဖန်တီးမှဖြစ်တဲ့အကြောင်းမို့ stack ကိုနှိပ်လိုက်မယ်ပြီးတော့ upload media မှာခုနကကျွန်တော် download ဆွဲထားတဲ့ PNG လေးကိုကျွန်တော်ကသွားပြီးတော့ upload လုပ်မှာဖြစ်ပါတယ်အချိန်တော့တစ်ခုတော့စောင့်ပြရပါတော့အချိန်တစ်ခုတော့စောင့်ပြရတယ် video generate ကတော့ photo generate တော့မလွယ်ပါဘူးပြီးတော့ copy လုပ်လိုက်မယ်ကျွန်တော်တို့အဓိက copy လုပ်တဲ့အခါကျတော့ video prompt ပါခုနကကျွန်တော်တို့ကဒီ image prompt ကိုယူပြီးသားဖြစ်တဲ့အတွက်ကြောင့်ပြီးအဲ့မှာလည်းဒီပုံလေးပဲထည့်ပေးလိုက်ပါတော့ပြီးကျွန်တော်တို့ဒီ prompt ကိုရိုက်နှိပ်ပေးလိုက်ပါဒီမှာဆိုရင်တော့ video မှာဆိုရင် Nine Visual CC ရေးထားတယ်ကျွန်တော် 1h ပြည့်တဲ့ကြောင့်မို့တပုံနဲ့ထုတ်မှာပေါ့နော် video တစ်ပုတ်ပဲထုတ်မှာပါဒါဆိုရင်တော့ကျွန်တော်တို့အချိန်တစ်ခုတော့စောင့်ပေးရမှာဖြစ်ပါတယ်အချိန်ကတော့အရင်တော့မကြာဘူးကျွန်တော်တို့ဒီ15စက္ကန့်20ဝန်းကျင်လောက်တော့စောင့်ပေးရတယ်ဒီမှာသူကဒီအမှားချစ်ပြပြီးတော့ထုတ်လို့မရဘူးဆိုရင်တော့ဘာမှမပြောဘာမှစိတ်ပူကြမလို့ပြန်ပြီးတော့ reply ပြန်လုပ်ပေးလိုက်ပါတခါလေးကျရင် line အချိန်ကြီးကြောင်းလည်းကျွန်တော်တို့ကိုထုတ်ပေးတဲ့အခါမှာအဆင်မပြေဘူးလည်းဖြစ်နေပါတယ်ဒါကြောင့်မလို့ပုံမှန်အတိုင်းကျွန်တော်တို့ကအချိန်ကြီးနဲ့တော့စောင့်ပေးလိုက်ပါခင်ဗျတော့ဒီစက္ကန့်30လောက်ဆိုရင်ကျွန်တော်တို့ဗီဒီယိုကိုဖန်တီးပေးမှာဖြစ်ပါတယ်။ဒါခိုင်တော့30လောက်ထိပဲသွားဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်။ဒါဆိုရင်တော့ကျွန်တော်တို့ဗီဒီယိုလေးတော့ရပါပြီခင်ဗျာ။တစ်ချက်ထောက်ပြီးတော့ဖွင့်ကြည့်ပါမယ်။နောက်ပိုင်းမှာဆိုရင်သူထဲမှာပါတခါလဲ editing လုပ်လို့ရတဲ့ function မှာပါလာပြီပေါ့နော် flow မှာThe fire is gone. We did it. ဒါကတော့ကျွန်တော်တို့ဒီ mini result ပုံစံမျိုးပေါ့နော်ကျွန်တော်တို့ဗီဒီယိုထုတ်လေးဖန်တီးခဲ့တဲ့ဒီတော့အဆင်ပြေပါတယ်မီးလောင်နေတဲ့နေရာမှာစပိုမှုလေးတွေကထအော်တဲ့အခါမှာစလောင်းဖုန်းလေးနဲ့လာအုပ်သွားတဲ့ပုံစံမျိုးပေါ့နော်
download ဆဲခြင်းနဲ့ဆိုရင်တော့ပုံမှန်အတိုင်းပဲ 920p HD quality နဲ့ download ဆဲပြီးတော့ကျွန်တော်တို့စိတ်ကြ social media platform တွေနဲ့တင်ပြီးတော့သုံးပြီးမှဖြစ်ပါတယ်ခင်ဗျဒီကနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာကျွန်တော်ဒီနေ့လုပ်ပြခဲ့တဲ့ AI လေးကကြတော့ ChatGPT နဲ့ Pro AI ပဲဖြစ်ပါတယ်နောက်နေ့မှာလည်းဒီလိုမျိုး AI နည်းပညာနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုကျွန်တော်ရဲ့ channel လေးမှာအမြဲမြှောက်ပေးမှာဖြစ်ပါတယ်ခင်ဗျစိတ်ဝင်စားရဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe and follow မလုပ်ရသေးရင် subscribe and follow လုပ်ခဲ့ပြီးတော့တောင်းဆိုလိုက်ပါတယ်ခင်ဗျာအားလုံးကိုဒီနေ့ဗီဒီယိုကနေနှုတ်ဆက်လိုက်ပါတယ်ခင်ဗျ